debate ကနေကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးသုံးသပ်ချမယ့်အကြောင်းအရာကတော့ American နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုများUSCIS ပေါ့လေအများစုတိကျသလို visa green card နိုင်ငံသားရှောင်လာတွေကိုစီစစ်ပေးတဲ့ agency ပေါ့အဲ့ဒီ agency ရဲ့ဥပဒေစိုးမိုးရေးဆိုင်ရာအခွင့်အရေးတွေကိုတိတိတတ်တိုးချဲလိုက်တဲ့စီမင်းတစ်အကြောင်းဖြစ်ပါတယ်ဒီစီမင်းတစ်ကလာမယ့်အောက်တိုဘာလ4ရက်2025မှာစတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီဆွေးနွေးမှုကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရရှိထားတဲ့အချက်လက်အရင်မင်းတွေကိုအခြေခံသွားမှာဖြစ်ပါတယ်အဓိကမေကွန်ကတော့ဒါပါပဲ USCIS ရဲ့အခုလိုတိုးချဲလိုက်တဲ့ဥပဒေစိုးမိုးရေးအခမ်းကဏ္ဍဟာလူဝင်မှုကြီးကြပ်ရေး system ရဲ့ခိုင်မာမှုနဲ့အမျိုးသားလုံခြုံရေးကိုမြင့်တင်ဖို့တကယ်ပဲလိုအပ်တဲ့ခြေလှမ်းတစ်ခုလားဒါမှမဟုတ်အထူးသဖြင့်ယာယီအကာအကွယ်ရာအဆင့်ဆိုတော့က TPS လိုမျိုးအကာအကွယ်ရထားတဲ့မြန်မာနိုင်ငံသားတွေလိုမျိုးပေါ့ထိုက်ခိုက်လွယ်တဲ့အတိုင်းဝိုင်းတွေအတွက်မြတ်တဲ့အန်ဒီရတွေနဲ့သူတို့ကိုအကူအညီတောင်းခံဖို့ဒါမှမဟုတ်ရှောက်လာတင်ဖို့တောင်ကြောက်ရွံ့သွားစေနိုင်တဲ့အခြေအနေမျိုးchilling effects လို့ခေါ်တာပေါ့အဲ့ဒါမျိုးတွေဖန်တီးနိုင်သလားဆိုတာပါပဲကျွန်တော်ဘက်ကတော့ဒီပြောင်းလဲမှုက USCIS ရဲ့မူလတာဝန်တွေကိုပိုပြီးထိရောက်စွာဆောင်ရွက်နိုင်စေမယ်ပြီးတော့မျိုးသားလုံခြုံရေးနဲ့စနစ်ခိုင်မာမှုကိုအားကောင်းစေမယ်အရေးပါတဲ့တိုးတက်မှုတစ်ခုလို့ရှုမြင်ပါတယ်ဇလန်ကဇက်ကူမီရဲ့စိတ်ပိုင်းဆိုင်ရာအတွေးခေါ်တွေကလည်းအရန်ကိုနည်းနေတာကြောင့်ဖက်လို့တောင်မပြီးသေးပဲနဲ့ဘယ်လိုမှအဆုံးသတ်သွားမလဲဆိုတာအရန်ကိုတိချင်စိပြင်းပြလိမ့်မည်လေဟုတ်ကဲ့ကျမရှုထောင်ကတော့အဲ့ဒီလိုမဟုတ်ပဲဒီတိုးချက်မှုရဲ့နောက်ွယ်မှာဖြစ်လာနိုင်တဲ့အန်ဒီရတွေကရလာနိုင်တဲ့အကျိုးကျေးဇူးတွေထက်ပိုများနိုင်တယ်လို့မြင်ပါတယ်အထူးသဖြင့်အကကွယ်အမှန်တကယ်လိုအပ်နေတဲ့လူအုပ်စုတွေအပေါ်မလိုလားအပ်တဲ့အကျိုးဆက်တွေတက်ရောက်စေနိုင်တယ်လို့ဒီစီမင်းကိုအတီးပြုခဲ့တဲ့လှုပ်ထုံးလုံနေပိုင်းဆိုင်ရာပြဿနာတွေလည်းရှိနေတယ်လို့တင်ပြလိုပါတယ်ကောင်းပါပြီဒါဆိုရင်ကျွန်တော်နဲ့မြင်ကိုသေးစိတ်ဆက်တင်ပြပါစေဒီစီမင်းတစ်ဟာအမိမြေလုံခြုံရေးဦးစီးဌာန DHS ပေါ်လေအဲ့ဒီရဲ့အတွင်းရေးမှူးခရစ္စတီနိုဝိမ်က USCIS ကိုအခွင့်အရေးကြားဝင်လွှဲရလိုက်တာပါအဓိကရည်ရွယ်ချက်ကတော့ USCIS ကိုအမျိုးသားလုံခြုံရေးလိမ်လည်မှုထောက်လှမ်းရေးနဲ့လူထုဘေးကင်းရေးဆိုင်ရာတာဝန်တွေကိုပိုပြီးပြည့်စုံထမ်းဆောင်နိုင်စေဖို့ဖြစ်ပါတယ်ဆိုလိုချင်တာက USCIS ဟာအရင်ကအဓိကထားလောက်ဆောင်ခဲ့အကျိုးခံစား권ရှောက်လွှာတွေကိုစစ်တာအပြင်အခုဆိုရင်သူတို့ရဲ့အထူး agent တွေ1811 classified special agents လို့ခေါ်တဲ့သူတွေကပေါ့လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတွေကိုကိုယ်တိုင်စုံစမ်းစစ်ဆေးတာဖမ်းဆီးတာလိုအပ်ရင်လက်နက်ကိုင်ဆောင်တာရှာဖွေဖမ်းဆီး warrant အကောင့်ထည့်ဖော်တာနောက်ပြီးတရားစွဲဆိုဖို့အထိတင်ပြတာတွေကိုလုံနိုင်သွားပြီလို့ DHS နဲ့ USCIS ရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားတယ်အဓိကနှစ်သာရကတော့ USCIS ဟာအမှုတစ်ခုကိုအစားအတာနဲ့အဆုံးအထိကင်တွယ်နိုင်သွားမယ်ဆိုတော့လုပ်ငန်းစဉ်ကပိုထိအောင်ဝန်ဆက်လာမယ်အဲ့ဒါကြောင့် ICE လိုမျိုးလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ထိန်းသိမ်းရေး agency လိုအခြား agency တွေကနေဆက်ဖြတ်ကျော်ရာဇဝတ်မှုလိုမျိုးပိုကြီးမားတဲ့ကိစ္စတွေအပေါ်အာရုံဆက်နိုင်သွားမယ်ဆိုတာပါပဲလူဝင်မှုကြီးကြပ်ရေး system ကိုလင်လည်မှုနဲ့အလွယ်သုံးစားလုပ်ချင်တဲ့သူတွေကိုပိုထိရောက်စွာဖော်ထုတ်တရားစွဲဆိုနိုင်ခြင်းအပြင်အမှုကြံကြမှုတွေရော့ကျပြီးတရားဝင်လျှောက်ထားသူတွေအတက်လဲအကျိုးရှိစေမယ်လို့ဆိုပါတယ်ပြီးတော့ဒါဟာအမေရိကန်ကိုပြန်လဲဘေးကင်းစေရမယ်ဆိုတဲ့သမ္မတထရမ့်ရဲ့ကတိကဝတ်ကိုအကောင့်ထဲဖော်ဖို့လှုံ့ဆော်ချက်ကစိတ်တစ်ပိုင်းလို့လဲ DHS ကပြောထားပါသေးတယ် USCIS ရဲ့ Director Joseph B. Edlow ကိုယ်တိုင်ကလည်းဒါဟာလူဝင်မှုကြီးကြပ်ရေးရာဇဝတ်မှုတွေကိုကိုင်တွယ်ဖို့လင်းလဲသူတွေကိုတာဝန်ခံစေဖို့နဲ့ DHS အတွက် force multiplier ပေါ်လေအင်အားတိုးမြင့်ပေးနိုင်တဲ့အချက်ဖြစ်စေဖို့တမိုင်းဝင်အခိုက်အတန့်လို့တောင်ထုံနှုံခဲ့ပါတယ်အဲ့ဒါကြောင့်ဒီခြေလမ်းဟာစနစ်တစ်ခုလုံးရဲ့ခိုင်မာမှုအတွက်အရေးပါတဲ့တိုးတက်မှုလို့ကျွန်တော်မြင်လဲကျမတော့ဒီကိစ္စကိုလုံးဝကိုကွဲပြားတဲ့ရှုထောင့်လဲချင်ပါတယ်အဓိကစိုးရိမ်မှုကတော့လေအကျိုးခံစား권နေပေးအပ်ဖို့ကိုအဓိကတာဝန်ယူထားတဲ့ agency တစ်ခုကိုရာဇဝတ်မှုဆိုင်ရာဥပဒေစိုးမိုးရေးအာဏာတွေဆိုလိုတာကဖမ်းဆီးခွင့်လက်နက်ကိုင်ဆောင်ခွင့်ဝါရနဲ့ရှာဖွေခွင့်တွေပေးလိုက်ခြင်းရဲ့အခြေခံသဘောတရားနဲ့လက်တွေ့အကျိုးဆက်တွေပါပဲဒါကအန်ဒီရဲ့ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုလို့ကျွန်မထင်မိပါတယ်အထူးသဖြင့်ပေါ့နော်မြန်မာနိုင်ငံလူအခြေအနေမျိုးနဲ့
TPS ရထားတဲ့သူတွေဆိုလိုတာကမိခင်နိုင်ငံကိုဘေးကင်းစွာပြန်နိုင်ခြင်းမရှိသလိုအမေရိကန်မှာယာယီနေထိုင်ခွင့်နဲ့အလုံးလုံးခွင့်ရထားတဲ့အဆင့်ပေါ့အဲ့လို TPS ရရှိထားသူတွေအတွက်ဥပမာ Zoomi နဲ့အခြားတိုင်းရင်းသားလူနည်းစုတွေလည်းပါတာပေါ့သူတို့အတွက်ဒီပြောင်းလဲမှုဟာအရင်ကတည်းကပိုပြီးတင်းကျပ်တဲ့စစ်မှုတွေနဲ့အမှန်တကယ်အန်ဒီရတွေကိုတဲဆောင်လာနိုင်တယ်လို့ CPCC ရဲ့စောင်းမမှာတတိပေးထားတာရှိပါတယ်စဉ်းစားကြည့်လေ UCIS ယုံတွေကိုအကူအညီတောင်းဖို့တွားတဲ့အခါမျိုးမှာလက်နက်ကိုင်းအေဂျင့်တွေရှိနေတယ်ဆိုတော့အတိကအကူအညီအမှန်တကယ်လိုအပ်နေတဲ့မိသားစုတွေအထူးသဖြင့်အာဏာပိုင်တွေကိုကြောင်းရွံတက်တဲ့နောက်ခံကလာတဲ့သူတွေကိုဘလို့တောင်နောက်တွန်းတွားစေနိုင်မလဲအဲ့ဒီ chilling effect လို့ခေါ်တာပေါ့ဒါအပြင်ရှောင်းလာရီမှာမရရပဲမားသွားတဲ့အတိအဖွဲအမားတွေဘာသာပြန်လွဲချုံမှုတွေဒါမှမဟုတ်အတေကပြင်းထန်တဲ့စိတ်တန်ရာတွေကြောင့်မှတ်ဉဏ်အတိအကျမမှတ်မိတာမျိုးတွေကိုလိန်လဲဖို့ကြိုးစားတဲ့ဆိုပြီးလွဲမားစွာကောက်ချက်ဆွဲခံရနိုင်ကြီးပုံများလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။နောက်တစ်အရေးကြီးတဲ့ချက်ကလှုပ်ထုံးလုံနေပိုင်းဖရာကိုမင်လိုလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေကထောက်ပြထားတယ်လို့ပဲဒီလို့အရေးပါတဲ့စီးမြင့်ကိုအုပ်ချုပ်ရေးဆိုင်ရာလှုပ်ထုံးလုံနေအက်ဥပဒေ APR လို့ခေါ်တဲ့ဥပဒေရဲ့ချွင်းချက်ကိုအသုံးပြုပြီးတော့အများပြည်သူကိုမှတ်ချက်ပေးခွင့်မပြုဘဲအစိုးရစီမံခန့်ခွဲရေးနဲ့ဘတ်ဂျက်ယုံ OMB ရဲ့စီမင်းစည်းကမ်းဆိုင်ရာပြန်လည်သုံးသပ်မှုလည်းမရှိဘဲအပိသက်ထုတ်ပြန်ခဲ့တာဟာပွင့်လင်းမြင်သာမှုအားနည်းပြီးတရားရုံးမှာဆင့်ခေါ်ခိုင်းရနိုင်ကြီးရှိနေပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင် TPS လို့အကာအကွယ်တွေညှင်းပယ်ခိုင်းရတဲ့အခါမျိုးမှာ GPCC စောင်းပါမှာအသေးစိတ်ဖော်ပြထားတဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေ2020အာဏာသိမ်းမှုနောက်ပိုင်းပဋိပက္ခတွေနိုင်ငံရေးရညင်ပတ်နေဆက်မှုတွေမကြတဲ့ခင်ကလွတ်ခဲ့တဲ့ငလင်ဖေးနောက်ပြီးလူငယ်တွေကိုဖြစ်မှတ်ထားတဲ့မခင်မနဲ့စစ်မှုထမ်းဥပဒေအဲ့ဒါတွေကြောင့်အတန့်တရရှိတဲ့အခြေအနေတွေစီကိုပြန်ပို့ခါရနိုင်ခြေရှိနေတာကိုလည်းထည့်သွင်းစဉ်းစားရမှာထင်ပါတယ် ကျွန်တော်တတိပြုမိပါတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီနေရာမှာအဓိကအားပြိုင်နေတဲ့အချက်ကလူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုလုံးရဲ့ခိုင်မာမှုနဲ့အမျိုးသားလုံခြုံရေးမဟုတ်ဘူးလားစနစ်ကိုလိမ်လည်လျက်ဖျားလျက်တဲ့သူတွေကိုချီထိရောက်ရောက်မတားဆီးနိုင်ဘူးဆိုရင်တရားဝင်အကူအညီလိုအပ်နေသူတွေတဲ့စနစ်ကဘယ်လိုယုံကြည်စိတ်ချရတော့မလဲ USCIS ကိုအမှုစစ်ဆေးမှုနဲ့တရားစွဲဆုံးမှုအထိအာဏာပြည့်ပေးလိုက်ခြင်းအားဖြင့်လုပ်ငန်းစဉ်တွေပုံမြန်ဆန်လာနိုင်မယ်အရေးမြစ်တွေကိုပိုတိရောက်စာအတုံးချနိုင်မယ်ဒါက DHS နဲ့ USCIS ထုတ်ပြန်ချက်တွေရဲ့အဓိကဆိုလိုရင်းပါလေလိမ်လည်မှုတွေကိုပုံမြန်လန်ကင်တွယ်လိုက်မှတရားဝင်လျှောက်ထားသူတွေရဲ့အမှုတွေကိုအာရုံစိုက်ဖို့အချိန်ပိုရမှာဖြစ်ပါတယ်ဒါကြောင့်ဒီပြောင်းလဲမှုကစနစ်ကိုအလွဲသုံးစားလုပ်သူတွေကိုဖြစ်မှတ်ထားတာဖြစ်ပြီးရိုးသားတဲ့လျှောက်ထားသူတွေကိုအကျိုးပြုနိုင်တယ်လို့ကျွန်တော်ရှုမြင်နေတော့ပါပဲဟုတ်ပြီထိရောက်မှုဆိုတာအရေးကြီးပေမဲ့အဲ့ဒီထိရောက်မှုအတွက်ပေးဆက်ရတဲ့တန်ဖိုးကပါလဲဆိုတာကိုကျွန်တော်တို့မေးခွန်းထုတ်ရပါမယ်ခင်ဗျားပြောသလိုစနစ်ခိုင်မာမှုကအရေးကြီးတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီခိုင်မာမှုကိုတည်ဆောက်တဲ့နေရာမှာလူတို့ချင်းရဲ့အခွင့်အရေးနဲ့ဘေးကင်းလုံခြုံမှုကိုပြစ်ပယ်လို့မရပါဘူးခုနကကျွန်မထောက်ပြခဲ့တဲ့မြန်မာနိုင်ငံအတွက် TPS ကိစ္စကိုပဲကြည့်လေ2015 November 25မှာတက်တန်းကုန်တော်မယ် CPCC ဆောင်းမှာဖော်ပြထားသလိုပဲမြန်မာနိုင်ငံတွင်းကအခြေအနေတွေကစိုးနေတော့ပဲ2010အာဏာသိမ်းမှုဆက်ဖြစ်နေတဲ့ပြည်တွင်းစစ်2014မာလာကငလျန်တန်2024ကစစ်မှုထမ်းဥပဒေစတာကြောင့်ပေါ့နော် TPS ကိုတက်တန်းတိုးပေးဖို့နဲ့အကျုံးဝင်မဲ့ကာလကိုအထက်ပြန်သတ်မှတ်ပေးဖို့ redesignation လို့ခေါ်တာပေါ့အဲ့ဒါတော့လူ့အခွင့်အရေးနဲ့လူဝင်မှုကြီးရဲ့ fact 50ကျော်က DHS ကိုတောင်းဆိုထားကြတယ်ဒီလိုအရေးကြီးတဲ့အကာအကွယ်ဆက်လက်လိုအပ်နေချိန်မှာအခုလို USCIS ကို fancy AU ခွင့်တွေတိုးပေးလိုက်တဲ့စီးမြင့်တစ်ကအဲ့ဒီလူတွေအပေါ်ဘယ်လိုတက်ရောက်မှုရှိနိုင်လဲသူတို့ရဲ့ short လာတွေမှာမယူရွယ်ပဲဖြစ်ပါတဲ့အမိုင်းရွေးလေးတွေကိုရာဇမှုအဖြစ်မြင်ခံရမှာဒါမှမဟုတ်အကူအညီတောင်းဖို့ပိုကြောက်ရွံ့သွားစေမှာကိုကျွန်မအဓိကစိုးရိမ်တာပါအဲ့တော့ထိရောက်မှုဆိုတာကဇယင်းစရာတွေမှာတော့ကောင်းနိုင်ပါတယ်ဒါပေမဲ့လူတွေရဲ့ဘဝတွေအပေါ်တက်ရောက်မှုကပိုရေးကြည့်ပါတယ်အဲ့ဒီစိုးရိမ်မှုကတော့နားလည်နိုင်ပါတယ်ဘယ်သူကမှရိုးသားတဲ့လျှောက်ထားသူတွေကိုမလွတ်လားအတဲ့ကြော်ဆက်တွေဖြစ်စေချင်မှာမဟုတ်ပါဘူးဒါပေမဲ့စနစ်တကျလိမ်လည်လက်ပြားနေတဲ့ကွမ်းရွက်ကိုနှိမ်နှင်းဖို့လိုအပ်တယ်ဆိုတာကိုလည်းကျွန်တော်တို့အတိအမှတ်ပြုရပါမယ် USCIS Director အလောကလည်းဒီအာဏာသစ်တွေကိုအဓိကအားဖြင့်ကြီးမားတဲ့လိမ်လည်မှုကွမ်းရွက်တွေကိုပြစ်မှတ်သားဖို့ရည်ရွယ်တယ်လို့ပြောထားတာကိုသတိပြုသင့်ပါတယ်ဒီလိုလုံးနိုင်မှသာစနစ်တစ်ခုလုံးရဲ့ယိုကြည်ကိုးစားမှုကိုထိန်းသိမ်းနိုင်မှဖြစ်ပြီးအဲ့ဒါကရေရှည်မှတရားဝင်အကူအညီလိုအပ်သူတွေကိုအမှန်တကယ်ကူညီနိုင်ဖို့အခြေခံဖြစ်လာမှာပေါ့ဆိုလိုတာကပြစ်မှတ်ကတူချင်းမတ်စလို့မိသူတွေထက်စနစ်ကိုအလွဲသုံးစားလုပ်နေတဲ့အဖွဲ့အစည်းတွေကိုဥတီတယ်လို့ယူဆရမှာပေါ့အဲ့ဒီရွေချက်ကတော့ကောင်းပါတယ်လေဒါပေမဲ့လက်တွေ့အောင်မခဲဖွေပြန်ခါမှာဘလို့အမခန်းချက်ရှိမလဲ
အထူးသဖြင့်ဘာသာစကားအခက်ခဲရှိသူတွေစိတ်တန်ရာကြောင့်မညံထိခိုက်နေသူတွေဒါမှမဟုတ်ရှုပ်ထွေးတဲ့နိုင်ငံရေးနောက်ခံကလာတဲ့သူတွေဥပမာမြန်မာနိုင်ငံကဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်ခဲ့မှုသူတွေရဲ့အခြေအနေမျိုးမှာပေါ့စနစ်တကျလိမ့်လည်မှုနဲ့မယူရဲပဲဖြစ်တဲ့အမှားအယွင်ဒါမှမဟုတ်ချက်လက်မကိုက်ညီမှုကိုဘလို့ရှင်းရှင်းလင်းလင်းခွဲခြားနိုင်မှာလဲ CPCC ကထောက်ပြသလိုပဲအကြမ်းဖက်မှုကနေလက်မြောက်လာသူတယောက်ရဲ့ထက်ဆိုချက်တွေအခြေနဲ့အမျှအနှဲငယ်ပြောင်းလဲသွားတာမျိုးဒါမှမဟုတ်သူတို့ရဲ့နိုင်ငံရေးစနစ်မှုတွေကိုလုံခြုံရေးချင်းချောက်မှုအခြေလွဲမှားဖာအတဲ့ပဲဖွင့်ဆိုခံရနိုင်ခြေရှိနေပါတယ်ဒီလိုအခြေအနေတွေမှာတုံ့ပြန်လိုက်တဲ့ဥပဒေစိုးမိုးရေးအာဏာတွေကမျှတတဲ့အကျိုးဆက်တွေကိုပုံမိုလွယ်ကူစားဖြစ်ပေါ်စေနိုင်တယ်လေဒီချက်ကအကျိုးခံစားခွင့်ပေးရေးကိုအဲ့ဒီကားခါတဲ့ agency တကူကိုဖန်ဆီးထိန်သိမ်းရေးအာဏာပေးအပ်ခြင်းရဲ့အန်တရာယ်ကိုမိမောင်းထုတ်ပြနေတာပါပဲ အဲ့ဒီလက်တွေ့အကောင်အထည်ဖော်မှုမှာကြုံတွေ့နိုင်တဲ့စိန်ခေါ်မှုတွေကိုကျွန်တော်သဘောပေါက်ပါတယ်ဒါပေမဲ့အာဏာခွဲဝေမှုနဲ့ကြီးကြမှုရှုထောင့်ကနေကြည့်ရင်ကောဒီပြောင်းလဲမှုက DHS အတွင်းမှာပိုရှင်းလင်းတဲ့တာဝန်ခွဲဝေမှုဖြစ်စေတယ်လို့မမြင်နိုင်ဘူးလား အော်အဲ့ဒီအချက်ကကျမရဲ့နောက်ထပ်အထက်ကစိုးရိမ်မှုတစ်ခုပါပဲခမည်းပြောသလိုတာဝန်ခွဲဝေမှုလို့ခေါင်းစဉ်တက်လို့ရနိုင်ပေမဲ့အချိုးခံစားခွင့်ပေးအပ်ဖို့တည်ထောင်ထားတဲ့ agency တစ်ခုကိုရာဇဝမှုဆိုင်ရာဖန်ဆီးထိန်းသိမ်းခွင့်လိုမျိုးပြင်းထန်တဲ့အာဏာတွေပေးရလိုက်တာဟာ agency ရဲ့အခြေခံရည်ရဲမှုနဲ့ရည်ရွယ်ချက်ကိုကြိုက်ပြောင်းလဲစေနိုင်ပါ යි ဒါဟာအခွင့်အာဏာအလွဲသုံးစားမှုထစ်လာနိုင်ခြင်းနဲ့လုံလောက်တဲ့ကြီးကျယ်မှုရင်တရားမရှိမှာကိုအလွန်ဆိုးရရဖြစ်စေပါတယ်အချို့တစ်ထင်ခုနပြောခဲ့တယ်လို့ APA ချွင်းချက်ကိုတုံးပြီးအများပြည်သူရဲ့အတန်ကိုနားမထောင်ပဲဒီစီးမင်းကိုအတီးကျုခဲ့တဲ့အတွက်ကြီးကျယ်မှုနဲ့ပွင့်လင်းမြင်သာမှုအပေါ်ယုံကြည်မှုကပိုပြီးတော့ရောနေစေပါတယ်fragment ရဲ့အတူဒီပေးချက်မှာလည်းဒီအချက်ကိုအလေးပြီးဖော်ပြထားတာတွေ့ရတယ် အဲ့ဒီအချက်ကိုကျွန်တော်ဒီလိုတုံ့ပြန်ချင်ပါတယ် USCIS ဟာအရင်ငါးတွေကလိမ်လည်မှုစုံစမ်းစစ်ဆေးဌာန FDNS လို့ခေါ်တာပေါ့ Fraud Detection and National Security Directorate ဆိုတာရှိခဲ့ပြီးသားမှာဆိုတော့ဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းတာဝန်အစိပ်ပိုင်းတစ်ခုကိုအရင်ငါးတွေကလှုပ်ဆောင်ခဲ့တာရှိပါတယ်အခုလုပ်ရက်ကလုံးဝအတက်အဆန်းကြီးတော့မဟုတ်ပါဘူးရှိနေပြီးသားအခမ်းကဏ္ဍကိုပိုပြီးထိအောင်စွာအကောင့်ထဲဖော်နိုင်ဖို့တရားဝင်အခွင့်အရေးပေးအပ်လိုက်တာလို့ရှုမြင်နိုင်ပါတယ်ဒါက DHS အတွင်းမှာရှိတဲ့ agency တွေဖြစ်တဲ့ USCIS နဲ့ IC ကြားမှာအလုပ်တွေကိုပိုပြီးကျွမ်းကျင်မှုအလိုက်ခွဲဝေလိုက်တဲ့သဘောမျိုးလည်းဖြစ်နိုင်ပါတယ်ဥပမာအရင်က USCIS ကစုံစမ်းတွေ့ရှိတဲ့ရာဇဝတ်မှုတန်တရားရှိတဲ့အမှုတွေကို IC ကိုလွှဲပေးရတယ်အခုတော့ USCIS ကကိုယ်တိုင်ဆက်လုပ်နိုင်သွားမယ်ဒါကလုပ်ငန်းစဉ်ကိုပုံမြန်စေနိုင်ပြီး IC ကိုလည်းတွေ့အဓိကတာဝန်တွေဖြစ်တဲ့နေဆက်လုံခြုံရေးတို့လိုကိစ္စတွေအပေါ်ပိုအာရုံစိုက်နိုင်စေမှာပါကြီးကြပ်မှုနဲ့ပတ်သက်လို့ကတော့ USCIS agent တွေကလည်းအခြား Federal ဥပဒေစိုးမိုးရေးအရာရှိတွေလိုပဲတင်းကျပ်တဲ့တင်နန်းတွေစီကန်းတွေကြီးကြပ်မှုတွေကိုလိုက်နာရမှာပဲရှိပါတယ် Okay ဒါမဲ့အဲ့ဒီအလောက်ခွဲဝေးမှုဖောင်းလိုက်ခွာရကအရေးကြီးပါရဲ့ fragment ကထောက်ပြထားတယ်လို့ပဲအရင်က USCIS နဲ့ IC ကြားမှာတရားဝင်သဘောတူညီချက်စာချွန်လွှာ MOA ရှိခဲ့တယ်လေအဲ့ဒီ MOA က USCIS ဟာအရက်ဖက်လင်းလေမှုစုံစမ်းစစ်ဆေးမှုတွေကိုဒါအဓိကကင်တွယ်ပြီးရာဇဝတ်မှုဆင်းရောက်နိုင်တဲ့စုံစမ်းစစ်ဆေးမှုတွေကို IC ကိုလွှဲပြောင်းပေးရမယ်လို့သတ်မှတ်ထားခဲ့တာပါအခုစီမင်းတစ်ကအဲ့ဒီသဘောတူညီချက်ကိုတရားဝင်ဖြစ်သိမ်းပြီး USCIS ကိုရာဇဝတ်မှုဆိုင်ရာအာဏာအဖြစ်ဝပေးလိုက်တာလေဒီလောက်တိတိတတ်တာမူဝါဒအပြောင်းလဲကြီးတဲ့လုံလောက်တဲ့ပြင်ပကြီးကြပ်မှုရန်တရားလေးဒုတိယအများပြည်သူရဲ့စစ်ဆေးမှုမရှိခဲ့တာကဖြစ်တနာလို့ကျွန်မမြင်တယ်အတွင်းရေးကြီးကြပ်မှုရှိတယ်ဆိုရုံနဲ့ဒီလောက်အခြေခံကြတဲ့အပြောင်းလဲတဲ့လုံလောက်တယ်လို့ကျွန်မတော့မထင်ပါဘူးဒါခုနကပြောတဲ့လှုပ်ထုံးလုံးနေပိုင်းဆိုင်ရာပြဿနာကိုပြောင်းဦးတည်သွားစေတာပါပဲဟုတ်ပါပြီဒါဆိုရင်လော့ထုံးလုံနီနဲ့တရားဥပဒေဆိုင်ရာစိန်ခေါ်မှုတွေကိုပိုပြီးအာရုံစိုက်ဆွေးနွေးကြည့်အောင်ခမည်းစောစောကထောက်ပြခဲ့တဲ့ APA ချွင်းချက်ကိုတုံးခဲ့တဲ့အပေါ်စိုးရိမ်မှုတွေရှိနေတာကိုကျွန်တော်နားလည်ပါတယ်ဟုတ်ပါရဲ့ဒါအတော်လေးအရေးကြီးတဲ့အချက်ပါ APA ဆိုတာကအစိုးရ agency တွေစီမင်းစည်းကမ်းတွေထုတ်ပြန်တဲ့အခါပွင့်လင်းမြန်သာမှုရှိဖို့နဲ့အများပြည်သူပါဝင်နိုင်ခွင့်ရှိဖို့အာမခံပေးထားတဲ့ဥပဒေလေးအရေးပေါ်ချွေနေမျိုးလို့ချွင်းချက်တွေတော့ရှိပြီမဲ့ဒီလောက်အတိတ်ပဲတရားမှုကြီးမားတဲ့ agency တခုရဲ့အခြေခံလုပ်ငန်းသဘောတဘာဝကိုကင်ပြောင်းလဲစေတဲ့စီမင်းတခုကိုပြည်တွင်း agency စီမံခန့်ခွဲမှုဒါမှမဟုတ်ဝန်ထမ်းရေးရာကိစ္စဆိုတဲ့ချွင်းချက်မျိုးအောက်မှာထည့်သွင်းပြီးတော့အများပြည်သူမှတ်ချက်ပေးခွင့် notice and comment လို့ခေါ်တဲ့လုပ်ငန်းစဉ်ကိုကြော်သွားခဲ့တာဟာဥပဒေကြောင်းအရအားနည်းတယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်နေကြပါတယ် fragment ရဲ့30 page ချက်မှာလည်းဒီလိုအလင်းစလိုလှုံ့ဆော်မှုကြောင့်တရားရုံးမှာစိန်ခေါ်ခံရပြီးစီမင်းတစ်ခုလုံးပြက်ပြက်ထားနိုင်ခြင်းမြင်မာတယ်လို့30ပေးထားတယ်
ဆိုတော့ဒီလိုအရေးကြီးတဲ့ကိစ္စကိုအများပြည်သူလူဝင်မှုမိချက်ပေးရရှင်းနေတဲ့လူအခွင့်အရေးတွေအဖွဲ့ကြီးတွေအတန်ကိုနားမထောင်ပဲလောက်လိုက်တာကဒီမိုကရေစီလက်ထုံလောက်နေအရာမသိလျော်ဘူးလို့ကျွန်မကတော့ပြင်းပြင်းထန်ထန်ယူဆပါတယ် တရားရုံးမှာစိန်ခေါ်ခံရနိုင်ကြီးရှိတယ်ဆိုတာကိုတော့ကျွန်တော်မငင်းပါဘူးဒါပေမဲ့ DHS ဘက်ကရှူထောင်းလို့လားစဉ်းစားကြည့်ဖို့လိုမှာပေါ့သူတို့ဘက်ကတော့ဒါဟာ DHS အတွင်းမှာ agency တစ်ခုရဲ့လုပ်ပိုင်ခွင့်တွေကိုအခြားတစ်ခုကိုလွှဲပြောင်းပေးရဲ့အတွင်းရည်စီမံခန့်ခွဲမှုကိစ္စဖြစ်တယ်အဲ့ဒါကြောင့် ABA ရဲ့အများပြည်သူမချက်ပေးခွင့်လိုအပ်ချက်ကနေကင်းလွတ်ခွင့်ရှိတယ်လို့အခိုင်အမာဆိုနိုင်ပါတယ် agency ရဲ့လုပ်ငန်းလက်ပတ်မှုချိအောင်စေဖို့နဲ့အမျိုးသားလုံခြုံရေးဆိုင်ရာတာဝန်တွေကိုအချိန်မဆိုင်ပဲဆောင်ရွက်နိုင်ဖို့အတွက်ဒီလိုလှုပ်ဆောင်ဖို့လိုအပ်တယ်လို့သူတို့ဘက်ကကြိုးကြောင်းပြနိုင်တာပေါ့ဟုတ်ပါတယ်တရားရုံးမှာနောက်ဆုံးမှဘလို့ဆုံးဖြတ်မလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပေမဲ့ agency ဘက်ကလည်းသူတို့ရဲ့လှုပ်ဆောင်ချက်အတွက်တရားမဝင်ရည်တည်ချက်တစ်ခုရှိနေတယ်ဆိုတာကိုတော့ထည့်စဉ်းစားတင်ပါတယ်အဆုံးစွန်မှာတော့ထီအောင်မှုနဲ့လုံခြုံရေးကိုမြင့်တင်လို့ရရွေးချက်ကအဓိကမောင်းနေအားထုတ်ပုံရပါတယ် ဟုတ်ကဲ့ကျမတို့အချက်လက်တော်တော်များများကိုဆွေးနွေးခဲ့ကြပြီးဆိုတော့လေအချိန်လက်တော်တော်လေးကုန်လာပြီကျမတို့ရဲ့အဓိကယက်တီချက်တွေကိုပြန်ပြီးအနစ်ချုပ်ကြည့်ကြအောင်လား ကောင်းပါတယ်ညီကုန်းချုပ်အနေနဲ့သူတို့ဘက်ကပြန်လဲအချင်းချုပ်ရရင်ဒီ USCIS ရဲ့အခွင့်အနာတိုးချဲ့မှုဟာ agency ရဲ့မရှိမဖြစ်အရေးကြီးတဲ့တာဝန်တွေဖြစ်တဲ့အမျိုးသားလုံခြုံရေးကိုကာကွယ်ထိန်းသိမ်းတာလူဝင်မှုကြီးကြပ်မှုလိမ်လည်မှုတွေကိုတိုက်ဖြတ်တာနဲ့လူထုဖေကင်းရေးကိုအာမခံတာတွေကိုပုံမထီရောက်စွာဆောင်ရွက်နိုင်စေဖို့လိုအပ်တဲ့အဆင့်မြင့်တင်မှုတစ်ခုဖြစ်ပါတယ်ဒါဟာစနစ်တစ်ခုလုံးရဲ့ခိုင်မာမှုကိုအားဖြည့်တင်ပြီးရေးရှည်မှာရိုးသားတဲ့လက်ထားသူတွေကိုလည်းတွေ့ဝိုက်တဲ့အနေနဲ့အကျိုးပြုနိုင်တယ်လို့ကျွန်တော်ယုံကြည်ကြောင်းထပ်လောင်းတင်ပြလိုပါတယ် ကျမဘက်ကညီကုန်းချုပ်အနေနဲ့တင်ပြချင်တာကတော့လုံခြုံရေးနဲ့ထိအောင်မှုဟာအရေးကြီးတဲ့ပန်းတိုင်တွေဖြစ်တယ်ဆိုတာကိုလက်ခံပါတယ်ဒါပေမဲ့အေးပန်းတိုင်တွေကိုတွားရဲ့လမ်းမှာကျမတို့ပါရီကိုစတင်းနေတယ်လဲဆိုတာကိုတေချာဆန်းစစ်ဖို့လိုအပ်တယ်ဆိုတာပါပဲအကျိုးခံစားခွင့်ပေးရရေးကိုအထူးထားတဲ့ agency တစ်ခုရဲ့အခြေခံသဘောတရားဝါကိုပြောလဲပြလိုက်ခြင်းအထူးသဖြင့်မြန်မာနိုင်ငံက TPS ရရှိထားသူတွေလိုမျိုးအကောက်ကွာမှန်တကယ်လိုအပ်နေတဲ့ထိခိုက်လွယ်တဲ့အုပ်စုတွေအပေါ်ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေနဲ့ကြောက်ရွံ့ဆိုးရင်မှုတွေလူခွင့်ဆိုင်ရာတက်ရောက်မှုတွေနောက်ပြီးအကြီးဆုံးကဒီစီမင်းကိုအတည်ပြုခဲ့တယ်လို့ထုံးနှုံနေတဲ့ပိုင်းမှာပွင့်လင်းမြင်သာမှုကင်းမဲ့ခဲ့တာတွေကိုအလေးထားစဉ်းစားဖို့လိုအပ်ကြောင်းပြန်လည်အနှစ်ချုပ်တင်ပြလိုပါတယ် ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့အမြင်တွေက USCIS ရဲ့ဥပဒေစိုးမိုးရေးအခမ်းကဏ္ဍတိုးချဲ့မှုနဲ့ပတ်သက်ပြီးရှုပ်ထွေးလာတဲ့ဒီကိစ္စရဲ့မတူညီတဲ့ရှုထောင့်တွေကိုမီးမောင်းထိုးပြနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ဒီပြောင်းလဲမှုရဲ့ရေရှည်အကျိုးသက်ရောက်မှုတွေကဘယ်လိုရှိလာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်အရာတစ်ခုပါပဲ ဟုတ်ပါတယ်ဒီအကြောင်းအရာမှာစဉ်းစားဆင်ခြင်စရာဆက်လက်လေးလာစရာရှုထောင့်တွေအများကြီးကြံရှိနေပါသေးတယ်ဒီလိုမတူညီတဲ့အမြင်တွေစိုးရင်မှုတွေကိုနားထောင်ခြင်းအားဖြင့်ကျမတို့အားလုံးဒီကိစ္စကိုပိုပြီးနည်းနည်းလေးနဲ့နားလည်နိုင်မယ်လို့ယုံကြည်ပါတယ် ဟုတ်ကဲ့ဘယ်အမြင်ကအမှန်ကန်ဆုံးဖြစ်တယ်ဆိုတဲ့အဆုံးအဖြတ်ကိုတော့ကျွန်တော်တို့ပေးမှမဟုတ်ပါဘူးနားထောင်သူများအနေနဲ့ဒီနေ့ကြားသိခဲ့တဲ့အချက်လက်တွေအမြင်တွေကိုအခြေခံပြီးမိမိတို့ကိုယ်တိုင်ဆက်လက်စဉ်းစားဆုံးဖြတ်နိုင်ဖို့ချမ်းသာခဲ့လိုပါတယ်